အားလုံးပဲမင်္ဂလာပါဒီနေ့ sharing လုပ်ပေးချင်တဲ့ grammar လေးကတော့ koto dashi လို့ခေါ်တဲ့ grammar လေးပဲဖြစ်ပါတယ်သူ့ရဲ့အဓိပ္ပာယ်လေးကတော့ဆိုတော့ဆိုပြီးတော့အဓိပ္ပာယ်ပြင်ပါမယ်သုံးပုံသုံးနည်းကတော့တခြားအကြောင်းအရာတစ်ခုလည်းရှိသေးတယ်ဆိုပြီးတော့အကြောင်းအရာနှစ်ခုကိုဆက်ပြီးပြောချင်တဲ့အခါမျိုးမှာသုံးပါတယ်သူနဲ့တွဲတဲ့ font လေးတွေကတော့ verb dictionary font အပေါင်း koto dashi နာ adjective ဆိုရင်နာကိုထည့်ပြီးနာအပေါင်း koto dashi noun ဆိုရင် noun no koto dashi နောက်တစ်ခုကကြတော့ de aru အပေါင်း koto dashi ဆိုပြီးတော့တွဲသုံးပါတယ်ဥပမာလေးတစ်ခုကိုအရင်ဆုံးကြည့်လိုက်ကြရအောင် Raishu wa ukyakusama ga kuru koto dashi ie no naka no osoji o shinakuta လာမယ့်အပတ်မှာဧည့်သည်ကအိမ်လာမှာဆိုတော့တအိမ်လုံးရဲ့တန့်ရှင်းရေးကိုမလုပ်လို့မရဘူးလုပ်ရမယ်လို့ပြောချင်တဲ့အခါမျိုးမှာသုံးပါတယ်ရှင်နောက်ထပ်ဥပမာလေးတစ်ခုကိုကြည့်ကြရအောင်จิกันโมอารุโคโตดาชิโคฮิเดโมโนมิมาชอယောအချိန်လည်းရှိသေးတယ်ဆိုတော့ကော်ဖီလေးဖြစ်ဖြစ်တောက်ကြရအောင်လေလို့ပြောချင်တဲ့အခါမျိုးမှာသုံးပါတယ်ရှင်အဆုံးထိကြည့်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ဘိုင်ဘိုင်